ဟုတ်ကဲ့ပါ2025ခုနှစ်ဩဂုတ်လ18ရက်ကတည်းကမြန်မာဘက်ကအကြောင်းပြချက်မပေးဘဲပိတ်ပစ်ခဲ့တဲ့ညဝရီမဲဆောက်တောင်းရင်မြစ်ကိုဖြတ်ဖောက်ထားတဲ့ထိုင်းမြန်မာချစ်ကြည်ရေးတရားအမှတ်2ကို2026ခုနှစ်မေလ28ရက်မနေ့17နာရီကပြန်ဖွင့်ခဲ့တာပါครับก็ขออนุญาตแจ้งความคืบหน้านะครับก็วันนี้ได้ข้ามไปတနိုင်ငံဆွေးနွေးပြီးတရားကိုယာယီဖွင့်လှစ်လိုက်ပါပြီနှစ်ဖက်ကုံစီကူးတန်းမှုတွေပြန်လဲပတ်တော်မှာဖြစ်ပါတယ်လို့ထိုင်းဘာသာနဲ့ပြောသွားတာပါเปิดแต่ว่ายังเปิดไม่เต็มที่เพราะว่ายังมีปัญหาเรื่อง import license အမှတ်နှစ်ချစ်ကြည်တရားကတဆင့်မြန်မာကနေထိုင်းဘက်ကိုပလောပီနန်ကြောက်ငရုတ်သီးကြောက်ကျက်သွန်နီနဲ့ယူဒွက်ငါပြောင်းစံစတာဒီကိုအဓိကပို့ကုန်ပြစ်တင်ပို့နေပြီးထိုင်းကနေမြန်မာဘက်ကိုဆောက်လုပ်ရေးပစ္စည်းအိမ်သုံးပစ္စည်းနဲ့စားတောက်ကုန်တွေကိုအဓိကတင်သွင်းနေတာဖြစ်ပါတယ်။အခုဆိုရင်ဘော်ရာထရိတ်ဒီနေဆက်ဘော်ရာဂိတ်ကိုပိတ်ထားတယ်ထိုင်းမြန်မာချစ်ကြည်အမှတ်နှစ်တရားကိုပိတ်ထားတဲ့အတွက်ပြည်တွင်းမှာပြောင်းမှုတွေကောင်းကောင်းသွားလာရောင်းကူးတန်းရောင်းဝယ်လို့မရဘူး။ကျက်သွန်နီတွေဒါအရင်ကဆိုရင်ကျွန်တော်တို့ထိုင်းနိုင်ငံတွေကိုလည်းသွင်းတယ်ပြီးတော့ကျွန်တော်တို့ဟိုဘက်လာအိုတို့ကမ်ဘောဒီးယားတို့ဗီယက်နမ်တို့ကျွန်တော်တို့ transit နဲ့သွားတယ်မလေးတို့ထိသွားတယ်အဲဒီတော့ငရုတ်သီးအဆိုတို့ကျက်သွန်နီတို့ပြီးရင်ပြောင်းပဲနှမ်းပေါ့နော်အခုဆိုရင်ဒါကျွန်တော်ပြောင်းမှုကားတွေမြင်ရတော့မယ်ဒီအပိုင်းမှာအများကြီးမြင်ရတော့မယ်ဗျဟုတ်အခုခါကုန်ကားတွေနှစ်ဖက်အပြန်လန်ကူးတန်းဝင်ထွက်နေကြပြီးမြဝတီဘက်ကပြောင်းမှုစံကားတွေမဲဆောက်ကိုစတင်ဝင်ရောက်လာနေကြပါပြီကျွန်တော်ကတော့ပြည်သူတယောက်အနေနဲ့အကောင်းဘက်ကပဲမြင်ပါတယ်ဒီတရားကြီးကစစ်ကောင်စီကတစ်ဖက်သက်ပိတ်ထားတာထိုင်းနိုင်ငံကတော့အများနဲ့ဖွင့်ထားတာကိုကျွန်တော်တို့တွေ့ရှိရတယ်ပေါ့နော်ဒီဘက်ကအခုသူတို့စစ်ကောင်စီကအကြမ်းဖက်စစ်ကောင်စီကပိတ်ထားတဲ့အတွက်ပြည်သူတွေမှာစားဝတ်နေရေးတွေခက်ခဲဖြစ်တယ်ပြည်တွင်းမှာဆေးဝါးတွေပြက်လက်မှုဖြစ်တယ်စားတောက်ကုန်တွေထိုင်းရနေမှာသွင်းနေတဲ့ငါးတစ်သားတွေရန်တွေအခြေခံစားတောက်ကုန်တွေနောက်ကလေးအာဟာရမုန့်တွေအစလူကြီးတွေတောက်နေတဲ့အန်ရှူဝါလိုဟာတွေပစ္စည်းပြက်လက်မှုတွေဖြစ်တယ်လို့ကျွန်တော်တို့ဒါသတင်းတွေရတယ်ပေါ့ဟုတ်မြဝတီကတိုက်ပွဲတွေကြောင့်တရားအမှတ်2ကိုမကြာခဏပိတ်ပြရလိရှိပါတယ်2024ခုနှစ်ဧပြီလ20ရက်တုန်းကလည်းခလာရ205တပ်ကို KNU ပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တရားအမှတ်2ကိုပိတ်ထားခဲ့ရဘူးတာပါဒါပြင်မြန်မာဘက်ကတရား2မှာဆိုလာလက်စစ်မီအားကိုပဲသုံးနေကြရလို့လုပ်ငန်းတွေနှောင့်နှေးနေကြရပြီးထိုင်းဘက်ကဖြတ်တောက်ထားတဲ့လက်စစ်ဓာတ်အားလိုင်းကိုပြန်ဖွင့်ပေးဖို့အစည်းအဝေးမှာတောင်းဆိုထားကြောင်းထိုင်းရာရှိသူကပြောပါတယ်ထိုင်းမြန်မာမြဝတီမဲဆောက်ချစ်ကြည်ရေးတရားအမှတ်1ကို1998ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ပြီးဒီနေ့ပြန်ဖွင့်တဲ့တရားအမှတ်2ကိုတော့2019ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာပါခင်ဗျာကျွန်တော်မောင်တူပါ